လောက်တောင်ပြင်းတယ်လဲဆိုရင်ဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့ကိုဝန်ဆောင်ညီမလေးဟာပေါင်ရင်းကနေခြေထောက်ကဖတ်လွင့်ထွက်သွားတဲ့အထိဖြစ်ပွားခဲ့တာပါပရိသတ်တို့ခင်ဗျာတကယ်ကိုရင်နာစရာကောင်းတဲ့သတင်းတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်မိန်းကလေးတစ်ယောက်ရဲ့ဘဝဓမ္မကဟုသူနဲ့အတူပါလာတဲ့3လသားအရွယ်ရင်သွေးလေးရဲ့အသက်ပါဆုံးရှုံးခဲ့ရတဲ့အပြင်ခြေထောက်တစ်ဖက်ပါပြတ်တောက်သွားရတဲ့အထိရက်ဆက်လွန်းတဲ့ရာတိုင်းမှုတစ်ခုထိုင်းနိုင်ငံရာဇဘူရီပြည်နယ်မှာဖြစ်ပွားခဲ့ပါတယ်အခင်းဖြစ်ပွားပုံကတော့ပြီးခဲ့တဲ့ဧပြီလ14ရက်နေ့တန်းကောင်ကျော်အချိန်မှာပါအသက်20အရွယ်အမျိုးသမီးငယ်2ယောက်ဟာဆိုင်ကယ်နဲ့အတူအိမ်အပြာလမ်းမှာအရှိန်ပြင်းပြင်းနဲ့မောင်းနှင်လာတဲ့လေးတကာပါပစ်ကတ်ကားတစ်စီးရဲ့တိုက်မိခြင်းကိုခံထရတာပါတိုက်မိတဲ့အရှိန်ကဘလောက်တောင်ပြင်းတယ်လဲဆိုရင်ဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့ကိုဝန်ဆောင်နှမလေးဟာပေါင်ရင်းကနေခြေထောက်တစ်ဖက်လွင့်ထွက်သွားတဲ့အထိဖြစ်ပွားခဲ့တာပါပိုပြီးစိတ်မကောင်းစရာကောင်းတာကတော့ဆေးရုံရောက်တဲ့အချိန်မှသိလိုက်ရတဲ့အဖြစ်အပျက်ပါသူမမှာကိုဝန်3လရှိနေပြီဆိုတာကိုဖခင်ဖြစ်သူတောင်မသိရှာပါဘူးဆရာဝန်တွေကခလေးလေးဆုံးရှုံးသွားပြီဖြစ်ကြောင်းနဲ့ခြေထောက်ကိုလည်းပြန်ဆက်လို့မရတော့ဘူးလို့ပြောလိုက်တဲ့အချိန်မှာတော့ဖခင်ဖြစ်သူဟာအယူတယောက်လိုငိုကြွေးခဲ့ရပါတယ်ဇနီးတဲ့နဲ့ခွာရှင်းပြီးနောက်သမီးလေးကိုတူးတဲ့ပြုစုဆောင်ရှောက်လာခဲ့တဲ့ဒီအဖေအတွက်တော့ဒါဟာကဘာပြက်တယ်လို့ခံစားချက်မျိုးပါတယ်ဒါပေမဲ့ဒီဖြစ်ရမှာအဆိုးဆုံးကတော့တိုက်ပြေးသွားတဲ့ကားသမားရဲ့ထွက်ဆိုချက်ပါရဲတပ်ဖွဲ့က CCTV ခြေတံခံပြီးဖမ်းဆီးနိုင်ခဲ့ချိန်မှာကားသမားကသူဟာလူကိုတိုက်မိမှမသိဘူးနားတကောင်ကိုတိုက်မိလေလို့ပဲထင်တာဆိုပြီးအကြောင်းပြချက်ပေးခဲ့ပါတယ်တကယ်တော့သူကားဟာညာဘက်ခြံအတစ်ခုလုံးပိန်ကြုံပြီးဘီးပါပေါက်သွားတဲ့အထိပြင်းပြင်းထန်ထန်တိုက်မိခဲ့တာပါအာမခန့်တန်းလေကုန်နေတဲ့ဒီကားသမားဟာတာမွန်ယူမှုကင်းစွာနဲ့လူတယောက်ရဲ့ဘဝကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်လောလောဆယ်မှာတော့အဆိုပါညီမငယ်ဟာအသက်ရှူစက်နဲ့အရေးပေါ်ခွဲချက်ကုသမှုခံယူနေရဆဲဖြစ်ပါတယ်တရားခံကိုတော့ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီးဥပဒေအရထိရောက်ရောက်အရေးယူနိုင်ဖို့ဆောင်ရွက်နေပါတယ်ဒီလိုမျိုးမစင်မချင်းမောင်းနှင်မှုတွေကြောင့်နောက်ထပ်ဘသူမိသားစုမှမပြိုကွဲပါစေနဲ့လို့ဆုတောင်းရင်းဒီသတင်းနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်လေးကိုလည်း comment မှာရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ